မိမိဖခင်အရင်ကိုတတ်ဖို့ကျန်စီတဲ့အသားရကိုကြားဖို့ပါသလားမိသားစုအတွင်းမှာငြိမ်းချမ်းမှုနဲ့တဟဇာတာထိမှုကိုတန်ဖိုးထားတဲ့မိတ်ဆွေတို့အတွက်ဒီဇလန်ကအလို့ရေးပါပါတယ်ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့အကြံစီကိုဘလို့များဆုံးဖြတ်ခဲ့လဲဆိုတာကြည့်လိုက်ရအောင်ပါဒီတစ်ခေါက်တက်ကလာဇက်တော်ကပညာရှိသားတစ်ယောက်ကသူ့ရဲ့ရိုင်းဆိုင်ကြမ်းတမ်းတဲ့မိခင်ကိုဉာဏ်ပညာနဲ့ဘလို့ဆုံးမခဲ့လဲဆိုတာကိုပြောပြပါမယ်ဒီဇလန်ကဖခင်ကိုပြုစုဆောင်ရှောက်ရင်းကနေဘလို့အခက်ခဲတွေနဲ့ကြုံရလဲဆိုတာကိုလည်းဖော်ပြပေးမှာဖြစ်ပါတယ်တခါတော့ကဆင်းရဲတဲ့မိသားစုတစုမှာမိခင်တည်ဆုံးသွားတဲ့နောက်တားဖြစ်သူကဖခင်ကိုရိုးရိုးသေးသေးလှုပ်ကြွေးပြုစုခဲ့ပါတယ်ဖခင်ကသူ့သားကိုမိန်းမယူဖို့ပြောတော့တားဖြစ်သူကမိန်းမဆိုတာအင်ကိုရောက်လာရင်ဖခင်နဲ့သူပါစိတ်ချမ်းသာမှာမဟုတ်ဘူးဆိုပြီးလက်မခံခဲ့ပါဘူးဒါပေမဲ့ဖခင်ကတော့တားစကားကိုနားမထောင်ပဲအမျိုးသမီးတစ်ယောက်ကိုစောင့်ယူပြီးလက်ထပ်ပေးလိုက်ပါတယ်အိမ်ကိုရောက်စားအခါမှာတော့ချွေးမဖြစ်သူကရောက်ခမနဲ့ခင်မွန်းကိုအိမ်ဦးနဲ့လိုပဲရိုးရိုးတဲတဲလှုပ်ကြွေးခဲ့ပါတယ်ဒီအခါခင်မွန်းဖြစ်သူကလည်းဖခင်ကိုဖြူစုဖို့အဖော်ရပြီးဆိုပြီးဝမ်းတာတယ်လို့ဖြစ်စည်းဥစားတွေကိုပါဇနီးလက်ထဲအနှင်ခဲ့ပါတယ်ဒါပေမဲ့ချွေးမရဲ့စိတ်အခြေအနေကတဖြည်းဖြည်းပြောင်းလဲလာပါတယ်ခင်မွန်းတွေကသူ့ကိုနှစ်သက်တယ်ဆိုတာချွေးမတီးလာတဲ့အခါမာမာနာတွေတက်လာပါတော့တယ်ရောက်ခမကိုရိုးရိုးသေးသေးမလုပ်ကြွေးတော့ပဲအမြဲစန့်ကျင်ဘက်ကိုသာပြုတ်လောက်လာပါတော့တယ်ဒီနေ့မှာတော့အိမ်တအိမ်လုံးကိုအညစ်အကြေးတွေနဲ့လင်းကြံစေသည့်ခင်မွန်းထီသူကိုရောက်ခမအိုကြီးနဲ့အတူမနေနိုင်တော့ဘူးလို့ကုန်းတိုက်ပါတော့တယ်ဒီအိမ်ကနေတကြီးအိုကိုနှင်ထုတ်ပါမဟုတ်ရင်သူကိုယ်တိုင်ဆင်းသွားမယ်လို့ချွေးမကပြောပါတယ်နောက်ဆုံးမှာတော့ရောက်ခမအိုကြီးနဲ့အတူမနေနိုင်တော့တဲ့အတွက်ခင်ကွန်းကိုဖခင်အိုကြီးကိုတူတန်မှာသွားတတ်ဖို့အထိနီးလန်းပေးပြီးခိုင်းစေပါတော့တယ်ခင်မွန်းဖြစ်သူတဝိထက်ကဇနီးတဲ့ရဲ့စကားကိုနားထောင်ပြီးဖခင်ကိုတတ်ဖို့တူတန်သွားဖို့စီစဉ်ပါတယ်အဲ့ဒီအချိန်မှာတဝိထက်ကရဲ့9နှစ်အရွယ်ပညာရှိသားလေးကမိဘနှစ်ပါးရဲ့တိုင်ပင်စကားကိုကြားသွားပါတယ်ဖခင်အရင်ကိုတတ်မဲ့ကံကိုမကျူးလွန်စေဖို့မိခင်ကိုဆုံးမဖို့သူကြံစီပါတော့တယ်တဝိထက်ကနဲ့တားငယ်ကဖခင်အိုကြီးကိုလှဲပေါ်တင်ပြီးသူ့တန်ကိုထွက်လာခဲ့ပါတယ်သူ့တန်ရောက်တော့ဖခင်အိုကြီးနဲ့တားငယ်ကိုတနေရာမှာထားပြီးတဝိထက်ကပေါက်တူးကိုယူကာအပေါက်တစ်ပေါက်တူးပါတော့တယ်တားငယ်ကဖခင်စီသွားပြီးဖခင်ဒီသူ့တန်မှာဘာဥမှမရှိပဲဘာလို့တွင်းတူးနေတာလဲလို့မေးတဲ့အခါတဝိထက်ကသူ့အဖိုးကိုဒီတွင်းမှာမြုပ်တတ်မယ်လို့ပြောပြလိုက်ပါတယ်ဒါကိုကြားတဲ့တားငယ်ကဖခင်ကိုဥပိုက်တမြင်နဲ့ဆုံးမချင်တဲ့ကြောင့်ဖခင်လက်ကပေါက်တိုးကိုယူပြီးမလားမကန်းမှာတွင်းတွင်းထပ်တူးပါတယ်ဖခင်ကမေးတော့ဖခင်ကိုမင်းရင်ဖြုတ်ထပ်ဖို့ကျွန်တော်တွင်းတူးနေတာပါဖခင်ရဲ့အလေချင်းကိုအတူယူပြီးဒီတွင်းမှာဖြုတ်ထပ်မှာပါလို့တားငယ်ကတတိပေးပါတယ်တားငယ်ရဲ့စကားကြောင့်တဝိထက်ကသူ့ကိုကြမ်းကြမ်းတမ်းတမ်းပြောတဲ့အတွက်ကဲ့ရဲ့ပါတော့တယ်ဒါပေမဲ့တားငယ်ကဖခင်ရဲ့အကျိုးကိုလိုလားလို့အနန္တရိယကံမကျူးလွန်အောင်တားမြစ်တာလို့ရှင်းပြပါတယ်ကောင်းတဲ့သားနဲ့ဆိုးတဲ့သားအကြောင်းကိုပါရှင်းပြတော့တဝိထက်ကသူ့မိန်းမကတိုက်တွန်းခဲ့တာပါလို့အမှန်တိုင်းဝန်ခံပြီးနှောင့်တရပါတော့တယ်တားငယ်ကဖခင်ကိုအိမ်ပြန်ပြီးမိခင်ကိုကျင်းမောင်းနှင်းထုတ်ဖို့နေပေးပါတယ်။တဝိထကလည်းတားရဲ့စကားကိုနားထောင်ပြီးအိမ်ပြန်လာတဲ့အခါချွေးမကရောက်ခမအိုကြီးကိုပြန်ခေါ်လာလို့အမျက်တော်ထားထွက်ပြီးရန်တွေ့ပါတယ်။ဒီအခါတဝိထကလည်းသူ့ဇနီးကိုပြင်းပြင်းထန်ထန်ရိုက်နှက်ပြီးအိမ်ထဲမဝင်ရဘူးဆိုပြီးနှင်ထုတ်ပေးလိုက်ပါတော့တယ်ချွေးမက2ရက်3ရက်လောက်အခြားအိမ်မှာသွားနေရပါတယ်ဒီတော့တားငယ်ကသူ့မိခင်ကဒီလိုကျင်းမောင်းယုံနဲ့တိမှမဟုတ်ဘူးလို့ဖခင်ကိုပြောပါတယ်တခြားရွာကဦးလေးရဲ့သမီးကိုအိမ်ရှင်မတင်မယ်ဆိုတဲ့သတင်းလွှင့်ပြီးလေတော်ကိုသွားညနေမှပြန်လာဖို့နေပေးလိုက်ပါတယ်အိမ်ကြီးချင်းမိမကတဝိထာကတခြားမိမတယောက်ကိုလက်ထပ်ဖို့သွားနေပြီလို့ချွေးမကိုပြောကြပါတယ်ချွေးမလည်းအခုသူပျက်စီးပြီးလိန်အိမ်မှာနေခွင့်မရှိတော့ဘူးဆိုပြီးကြောက်ရွံ့သွားပါတယ်ကိုးကွယ်ရမဲ့ထစ်ကတားငယ်စီသွားပြီးရောက်ခမနဲ့ခင်ပွန်းကိုရိုးသေးသေးလှုပ်ကြွေးပါမယ်အိမ်ပြန်ဝင်ခွင့်ပြုပါလို့တောင်းပန်ပါတော့တယ်တားငယ်ကမိခင်ကိုနောက်ထပ်မကောင်းမှုမလုပ်ဖို့တတိဖေးပြီးဖခင်ပြန်လာတဲ့အခါမိခင်ကိုအိမ်ပြန်လက်ခံဖို့တရားဟောပါတယ်အခုဆိုရင်မိခင်ကယဉ်ကျေးလာပြီးစိတ်နှလုံးလည်းကောင်းလာပြီလို့ဖခင်ကိုပြောပြီးအိမ်ကိုပြန်ခေါ်လာခဲ့ပါတယ်မိခင်ကလည်းခင်မွေးနဲ့ရောက်ခမကိုကနော့တောင်းပန်ပြီးရိုးရိုးသေးသေးလှုပ်ကြွေးပါတော့တယ်
ပညာရှိသားရဲ့အဆုံးအမကြောင့်မိသားစုကအကောင်းမှုကုသိုလ်တွေပြုလုပ်ပြီးတေလွန်တဲ့အခါနတ်ပြည်ကိုရောက်ရှိသွားကြပါတယ်